မင်္ဂလာပါဒါဒီနေ့တောင်ကိုကေတုမနီကိုပို့ရမယ်ပန်းမွဲစတီဖြစ်ပါတယ်တယောက်ထိုင်လေးလုံးစပွဲတစ်လုံးသုံးထိုင်တစ်လုံးကျောနာစစ်စစ်ကိုအသုံးပြုပေးထားပါတယ်လက်တင်ကိုကော့ပေးထားပါတယ်ဆက်နဲ့ကော့ပေးထားပါတယ်ဆေးကိုလည်းနိုင်ငံခြားဆေးကိုနိုင်ငံခြားဆေးကျွန်းအောင်အသုံးပြုပေးထားပါတယ်တလုံးချင်းဒီနောက်ဆုံးထွက်ဒီဇိုင်းဖြစ်ပါတယ်စတီကကျွန်တော်တို့ site ကြီးဖြစ်ပါတယ်ဝါတဲ့လူများလဲဒါအဆင်ပြေပြေနဲ့ထိုင်လို့ရပါတယ်ဒါကတော့3အောက်ထိုင်ဖြစ်ပါတယ်လက်တင်ကိုတစ်ထူသုံးပြီးလက်တင်ကိုကော့ပေးထားပါတယ်ဒါကတော့ပန်းမွဲစတီလေးဖြစ်ပါတယ်ဒါတောင်ကိုပို့ရမှာနှစ်စုံဖြစ်ပါတယ်ဒီဘက်ကတော့အသေးပန်းမွဲစတီဖြစ်ပါတယ်ဒါတစုံကိုတယောက်ထိုင်ရ၄လုံး၃ယောက်ထိုင်တစ်လုံးအလဲမှာစပွဲတစ်လုံးပါမှာဖြစ်ပါတယ်ဒီဇိုင်းကတစုံတစ်မျိုးစီဖြစ်ပါတယ်ဒါကတော့အသေးပန်းမွဲစတီဖြစ်ပါတယ်ဒီဇိုင်းကတော့အသစ်ပဲလုပ်ပါတယ်ဒီဇိုင်းအဟောင်းနေမလုပ်ပါဘူးကိုယ်တိုင်ဒီဇိုင်းရေးဆွဲပြီးတော့ကိုယ်တိုင်သူများနဲ့မတူတဲ့ဒီဇိုင်းတွေထုတ်လုပ်ပါတယ်စိတ်တိုင်းကြဒီဇိုင်းမျိုးမျိုးမှာယူလို့ရပါတယ်ဆေးကတော့နိုင်ငံခြားဆေးကျွန်းရောင်အသုံးပြုပေးထားပါတယ်ဒါကေတုမနီတောင်ကေတုမနီကိုခုပို့ပေးရတော့မှာဖြစ်ပါတယ်နှစ်စုံမှာတာဖြစ်ပါတယ်ဟုတ်ကဲ့စတီမျိုးစုံဘီယိုမျိုးစုံဂရင်မျိုးစုံဖျားစင်မျိုးစုံပရိဘောဂနဲ့ပတ်သက်တာမှန်သမျှအမျိုးမျိုးကိုမှာယူလို့ရပါတယ်စိတ်တိုင်းကြပြုလုပ်ပေးပါတယ်ပရိဘောဂမျိုးစုံမှာယူလိုပါကအမြဲတမ်းကင်တဲ့ဖုန်း0839 35580တို့ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအားပေးသူတူဦးချင်းဒီကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ